စန်းကြီးဟာမင်္ဂလာဆောင်တစ်ခုကိုအကိုဖြစ်သူစန်းရံနဲ့အတူလိုက်ပါလာခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ထားပဲအဲ့ဒီပွဲမှာတွန့်ကြားရွှေနဲ့ဆုံတွေ့ခဲ့ပါတယ်။တိုက်ဆိုင်လိုက်တာမှသူတို့ဝတ်ထားတဲ့အဝတ်စားတွေကကွက်တီစင်တူစုံတွဲဝတ်စုံတွေဖြစ်နေခဲ့တာပေါ့။စန်းကြီးတယောက်ဘာဖြစ်လို့ဘာမှမသိခင်မှာပဲတွန့်ကြားရွှေကစန်းရံရဲ့ဘေးနားမှာဝင်ထိုင်လိုက်ပြီးစန်းကြီးရဲ့စကားပြောဟန်အတိုင်းလိုက်တူကစန်းရံကိုအကိုကြီးနဲ့တွတ်ခေါ်ပြီးစနောက်နေပါတော့တယ်။စန်းရံခမအံ့အားသင့်ပြီးဘာလို့ရမှန်းမသိဖြစ်နေတယ်လို့စန်းကြီးကလည်းတွန့်ကြားရွှေရဲ့ရည်ရွယ်ချက်ရှိစနောက်နေမှုကိုကြည့်ပြီးအနေရခတ်နေပါတော့တယ်။ဒါပေမဲ့တွန့်ကြားရွှေကတော့ဒါကိုဘယူးမဆိုင်ပဲဆက်ပြီးစနောက်နေတော့မှာပဲ။နောက်ဆုံးမှာတော့စန်းရံလည်းဆက်ပြီးပြီးမခံနိုင်တော့ပဲတွန့်ကြားရွှေကိုစိတ်တစဆေးရုံပို့ရမယ်ဆိုပြီးဖုန်းထဲမှာဆေးရုံလိပ်စာတွေလိုက်ရှာပါတော့တယ်။ဒါလည်းတွန့်ကြားရွှေကတော့အာမလျှော့တန်းစန်းရံကိုဆက်ပြီးဆက်နေတော့မှာပဲ။စန်းရံလည်းစိတ်ပြက်လွန်းလို့စန်းကြီးကိုနေရာချင်းလဲထိုင်ဖို့ပြောလိုက်ပါတယ်။ဒါဟာတွန့်ကြားရွှေအကွက်ချထားတဲ့အတိုင်းစန်းကြီးဘေးမှာထိုင်ခွင့်ရဖို့ဖြစ်လာခဲ့တာပါ။ဒါပေမဲ့တွန့်ကြားရွှေမျှော်လင့်ထားသလိုရင်းနှီးခွင့်တော့မရခဲ့ပါဘူး။စန်းကြီးကသူ့ကိုမတိချင်အောင်ဆောင်ပြီးပစ်ထားခဲ့လို့တွန့်ကြားရွှေခမစိတ်ပြက်သွားရပါတယ်။ဒါကြောင့်တွန့်ကြားရွှေကဖုန်းထဲကနေမက်ဆေ့ပို့ပြီးဖုန်းကြည့်ဖို့စပွဲကိုခောက်ကသတိပေးလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့တွန့်ကြားရွှေကစန်းကြီးသူ့ကိုပြန်သဘောကျနေလားဆိုတာသိချင်တာကြောင့်စမ်းသပ်ဖို့အတွက်စန်းကြီးဘလို့ကောင်းလေးမျိုးကိုသဘောကျလဲလို့စတင်မေးမြန်းပါတော့တယ်။စန်းကြီးဟာအလစ်အနိုင်မိသွားပြီးဖြစ်ကတဆန်းအဖြေတစ်ခုပေးလိုက်ပေမဲ့တွန့်ကြားရွှေကတော့စန်းကြီးတစ်ခါကအရက်မှုတုံးကပြောခဲ့တဲ့စကားတွေနဲ့မတူဘူးဆိုပြီးသူမလိမ့်နေတယ်လို့ပြောလိုက်ပါတယ်။တွန့်ကြားရွှေကယုံကြည်မှုအပြည့်နဲ့ပြောနေတာကိုမြင်တော့စန်းကြီးလည်းသူစကားမသွားတာပါလို့ပဲစင်ကြေပေးလိုက်ရပါတယ်။စန်းကြီးရဲ့နာရွက်တွေမြည်ရဲလာတာကိုကြည့်ပြီးတွန့်ကြားရွှေကတော့သူမချစ်နေတဲ့သူဟာသူကိုယ်တိုင်ပဲဆိုတာတေချာသွားခဲ့ပါပြီ။ဒါကြောင့်သူ့ကိုချစ်နေတာဘယ်လောက်ကြာပြီလဲလို့တွန့်ကြားရွှေကထက်ခါတလဲလဲမေးနေတဲ့အတွက်စန်းကြီးလည်းရှက်ကိုရှက်ကန်းနဲ့ဟန်မဆောင်နိုင်တော့ပဲစင်ကြေတစ်ခုပေးကမင်္ဂလာဆောင်ကနေစောစောစီးစီးထွက်ခွာလာခဲ့ပါတော့တယ်။စန်းကြီးဟိုတယ်တကားဝကိုရောက်ရုံပဲရှိသေးတယ်တွန့်ကြားရွှေကနောက်ကနေအမိလိုက်လာပြီးအိမ်ပြန်လိုက်ပို့ပေးမယ်လို့ပြောပါတယ်။စန်းကြီးကအားနာလို့ညင်းပယ်ခဲ့ပေမဲ့တွန့်ကြားရွှေကတော့မင်းကိုဂရုစိုက်ပေးရတာငါအတွက်ဘယ်တော့မှဒုက္ခမဖြစ်စေပါဘူးလို့ပြောရင်းသူမကိုစာအိတ်အညီလေးတအိတ်ကမ်းပေးလိုက်ပါတယ်။ဒါတည်းမကသေးပဲစန်းကြီးရဲ့မိသားစုဝင်တွေပဲခေါ်လေးရှိတဲ့ငယ်နမည်လေးနဲ့ပါလှမ်းခေါ်လိုက်ပါတော့တယ်။တွန့်ကြားရွှေကစန်းကြီးနဲ့ပို့ပြီးနီးစပ်သွားအောင်စူးစမ်းနေတာဖြစ်ပေမဲ့တွန့်ကြားရွှေရဲ့ထူးဆန်းတဲ့အပြုအမူတွေကြောင့်စန်းကြီးကတော့တွန့်ကြားရွှေတယောက်ဘာတွေကြံစည်နေလဲဆိုတာကိုလုံးဝနားမလည်နိုင်ပဲဇဝေဇဝါဖြစ်နေရပါတော့တယ်။